တနေ့ကိုကျွန်မငါးစီးပေါ့နော်ဒီ C130 ငါးစီးနဲ့ဒီ supply တွေထားပေးရသူထားတာကိုရန်ကုန်မှာပဲထားခဲ့ပေါ့နော်ရန်ကုန်လေဆိပ်မှာပြီးလို့ရှိရင်ဒါပေမဲ့ဘယ်သူမှအဲ့ဒီရန်ကုန်လေဆိပ်ကနေပြီးတော့သွားပေးဖို့အတွက် capability မရှိဘူးအဲ့ဒီအချိန်မှာကျတော့ helicopter တွေလိုအပ်လာပြီเนาะဒီနေရာတွေရောက်ဖို့အတွက်အဲ့ဒီဥစ္စာလုံးဝမပေးဘူးကျမကသူတို့ပြောတယ်ကျမစေတနာရှိလို့ပြောတာပါဆိုကျွန်တော်တို့ရပါတယ်ကျွန်တော်တို့အားလုံးလှုပ်ထားပြီးပြီတဲ့လှုပ်ထားဘာမှလှုပ်မထားပြီး right ဒါပေမဲ့လှုပ်ထားပြီးပြီနောက်ပြီးသူတို့ပြောလိုက်တဲ့ plan ကလည်းလေဘလူကြီးတွေမှမသိသူတို့ကဒီဟိုနမှာမြေဝကျွန်းမှာသူတို့ wall တစ်ခုစောက်မယ်တဲ့နံရံကြီးတစ်ခုစောက်မယ်ဆိုအဲ့အလုံးဝလက်တွေ့မရှိတဲ့ဥစ္စာဘာအဲ့ဒီဥစ္စာပြောလိုက်တဲ့ကျမစစ်ဗိုလ်ချုပ်ကြီးနဲ့တယောက်နဲ့တယောက်ကြည့်ပြီးတော့ဒီလူတွေကဘလို့တွေမှမသိဘူးဆိုကျွန်တော်တို့ကလည်းလင်းမြန်ပြန်စီတော့လာတဲ့ခါမှာရီလိုက်ရတာ